Alo mình là bà. Giờ này thì đang tại sự khuyên bề phía khi chỉ số của thu hệ chim bà đấy. Chỉ đó đâm mình suy nghĩ alo đi lệ. Tại khi số khi chỉ số này nhìn tại chỉ con gì mình làm nhà khán giả bà sẽ lu. Usa nụ con sẽ bà đấy. Đi cái này chế nên ngày giờ đấy khai mà phía khi nụ bà đó của nên ngày sự kiện bà số. Giờ này mình khán gì sẽ khuyên apa inge khuni phibare thawra phia ko koza do tu thawra phia ko mimi koza se a chong phit se do tu di kaung ji mingla ko khan a do tu phit e phia kin ko pa do a phit a lo bo phia she kaung ji pi ba se di kne di tama chan sa ko ji de kha ma Kaung chi mingla ko khan do tu ha Thawra phia ko koza do tu we phit de lo phop pya tha da twi ya ba le amen Thawra phia ko koza do tu Thawra phia ko mimi koza se a chaung phit se do tu di kaung chi mingla ko khan do tu phit lo yi tha da phit ba le amen Kaung chi mingla ko khan do tu haပညာရှိသောသူရှိစေရှိသောသူရာထူးရှိသောသူတိတ်ခါရှိသောသူလို့မပြောဘူးထာဝရဘုရားကိုကိုးစားသောသူလို့ပြောနေတာဖြစ်ပါတယ်အာမင်ဆလံ138ကိုကျွန်တော်တို့ဆက်ကြည့်တဲ့အခါမှာဘယ်လိုရေးထားလဲဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်အောင်အပိုင်းငယ်၈ထာဝရဘုရား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းတဲ့တာ၍ကောင်း၏အာမင်ဖျက်ခင်နှုတ်ကပတော်အဖြစ်အလောပေါ်ဖျက်ရှိကောင်းကြီးပေးပါစေဒီတမန်ကျမ်းစာကိုဘယ်လိုဖော်ပြနေတယ်လဲထာဝရဘုရားကိုခိုလုံခြင်းဟာလူကိုကိုးစားခြင်းတဲ့တာ၍ကောင်းပါတယ်လို့ပြောပါတယ်တခါတည်းကျွန်မတို့ရဲ့အသက်တာမှာလူကိုကိုးစားခဲ့ဘူးပါတယ်လူကိုအယုံကြည်ပြုခဲ့ဘူးပါတယ်လူကိုအားကိုးခဲ့ဘူးပါတယ်သို့တော့နောက်ဆုံးမှာစိတ်ပြည့်ခြင်းဝန်နေခြင်းပဲကြာနေတာကိုတွေ့ရပါတယ်သို့တော့ထာဝရဘုရားကိုကိုးစားတော်သူဟာကောင်းကြီးမင်္ဂလာကိုအမှန်ခံရမှာဖြစ်ပါတယ်အာမင်လူတွေထောက်ပခြင်းတဲ့ထာဝရဘုရားရဲ့ထောက်ပခြင်းဟာတာ၍ကောင်းပါတယ်တာ၍မူမြတ်ပါတယ်တာ၍တန်ဖိုးရှိပါတယ်တာ၍ကျင့်တတ်စရာဖြစ်ပါတယ်တာ၍ဟောမြောက်စရာဖြစ်ပါတယ်အာမင်အစနာယေလမိအခန်းကြီး19ပိုင်းငယ်9ကိုဘယ်လိုရေးထားလဲထာဝရဘုရားကိုကိုးစားတော်သူဟာကောင်းချီးမင်္ဂလာကိုခံအပ်တော်သူဖြစ်ပါတယ်လို့ဖော်ပြပါတယ်ထာဝရဘုရားဒီမိမိကိုးစရာစားစရာအကြောင်းဖြစ်စေတော်သူဒီကောင်းချီးမင်္ဂလာကိုခံအပ်တော်သူဖြစ်ပါတယ်လို့တမန်ကျမ်းစာမှာအသင်လင်းဖော်ပြထားပါတယ်ဒါကြောင့်ဒီနေ့ကျမ်းနာရတဲ့ညီကိုဓမ္မမင်းဆွေများအားလုံးဒီလဲထာဝရဘုရားကိုကိုးစားခြင်းအဖြစ်ထာဝရဘုရားကိုခိုလိုခြင်းအဖြစ်ထာဝရဘုရားကိုမိမိကိုးစားစရာအကြောင်းဖြစ်စေခြင်းအဖြစ်ကောင်းကြီးမင်္ဂလာကိုခံစားရတော်သူများဖြစ်ကြပါစေလို့နှုတ်ကပတ်တော်အားဖြင့်အနေငယ်ဝင်ကတိုက်တွန်းခွန်အားပေးပါတယ်အလုံးပေါ်ဘုရားရှေ့ကောင်းကြီးပေးပါစေအာမင်